အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Moses ဖြစ်ပြီးတော့ Agibit Online Tutoring Center က co-founder တူဖြစ်ပါတယ်။တာမန် tuition တစ်ခုကသင်ရဲ့ကလေးကိုဆောင်းဝဲအောင်အမှတ်ကောင်းအောင်ပဲလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ပေမဲ့ကျွန်တော်တို့ Agibit ကဒီထက်ပိုတဲ့ holistic education system ကိုအသုံးပြုပြီးတော့အဓိကအနေနဲ့ pillar 3ခုပါပါတယ်။ So ပထမဆုံးအနေနဲ့ IGCSE ကိုအမှတ်ကောင်းအောင်နေမဟုတ်ဘဲနဲ့တကယ်တက်မြောက်အောင်သင်ကြားပေးမယ် academic excellence ပဲဖြစ်ပါတယ်။ဒုတိယ pillar အနေနဲ့ကတော့လုပ်ငန်းခွင်အသီးသီးကပညာရှင်တွေနဲ့ကိုယ်တိုင်တွေ့ကြုံပြီးတော့လေ့လာနိုင်မယ် career guidance program တွေနောက်ဆုံး pillar အနေနဲ့ကိုယ့်ရဲ့တွေ့ကြုံလာတဲ့အတွေ့အကြုံတွေနဲ့ကိုယ့်ရဲ့ဝါသနာနဲ့ထပ်တူမဲ့တက္ကသိုလ်တွေကိုအကောင်းဆုံးရွေးချယ်နိုင်မယ် university planning လိုပဲဖြစ်ပါတယ်။ဒီသုံးခုလုံးကိုတနေရာမှာစနစ်တကျပေါင်းစည်းထားတဲ့ဟာကို holistic education ecosystem လို့ခေါ်ပြီးတော့ဒီအရာသုံးခုလုံးကိုကျွန်တော်တို့ Agibit မှာရနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကအကြောင်းသားတွေကိုအမှတ်စင်းရဲ့နောက်ကနေပဲလိုက်ခိုင်းတာမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီကစစ်မှန်တဲ့ potential ကိုရှာပေးတဲ့ပုံစံပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဆောင်းဝဲအောင်မှုတွေမဟုတ်ဘဲနဲ့တင်းရဲ့ကလေးဘဝမှာအောင်မြင်ဖို့တော့ပါပြင်ဆင်ပေးနေတာဖြစ်ပါတယ်ဒါကြောင့် Agibit ဆိုတာတင်းကလေးရဲ့အနာဂတ်အတွက်တကယ်ကောင်းမွန်တဲ့ bridge တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်